ဟာတကယ်ချင်းနဲ့ချင်းလာပဲအော်မဘလို့တက်ရိုက်ဖို့ငါလည်းမိတက်တယ်တကယ်ပါပဲရေးချုံမယ်သူကမှလည်းမသိဘူးငါဖုန်းတွေပါဆက်နေအောင်မအဲ့ကောင်မတကယ်ပဲဘာလို့ရှိလို့ချင်းငါအောင်မဖုန်းတွေဆက်ပြီးတော့မအသိတက်လိုက်မယ်ငါအောင်ညနေလေးလိုက်တော့သူကငါ့ကိုမနေ့ကပြောတယ်နင်ကလည်းအင်္ဂလိပ်ချင်းပြောကြမယ်သူက5 horror ကိုဖွင့်ထားဆိုတော့ငါလည်းဒါလေးပဲဝယ်လိုက်တော့သူအဲ့ဒါဝယ်ထားမှတော့တေးကြတယ်စပင်းလေးစီးသွားလိုက်တော့ပတ်ဆိုင်ယူအောင်တုံးထည့်ပေါ်ဆိုလည်းငါသွားတော့ဟိုမှာပဲတော့မှာစမလာသေးဘူးလားသူကလည်းရေးရအဲ့ကောင်မလည်းမလာသေးဘူးဟဲ့တောင်းအခုမှပဲဟဲ့နင်ကလေအရန်ကြာတာပဲအေးဟဲ့ sorry ဟဲ့နင်ကလည်းအင်ဂျီတူပါလားအေးလေနင်အဲ့အင်ဂျီဝေးလာပြီးတော့ငါကြိုသိပြီးသားမို့လို့ငါ့ကိုဝေးလာအေးတငယ်ချင်းရင်နင်ကလည်းတကယ်ပဲနောက်ကျလိုက်တာမပြောနဲ့အေးပါဟဲ့ sorry ငါဘလော့တော့မနေပါလာတဲ့အကုန်လုံးဘေးဗမာမီးလာဝါလေမတီးဘူးလေငါတို့ဒီမြို့ထဲမှာလို့ပဲပြောတာပဲဟာလားအေးဟုတ်တယ်ဒီမြို့ထဲမှာပဲတဲ့ဒီနားလဲငါလည်းမသိနင်ကဘာမှလည်းမသိဘူးလား sorry ပါတငယ်ချင်းရဲ့မီးလောင်သွားတယ်လို့ပဲငါ့ကိုပြောတာမီးလောင်သွားတာမဟုတ်ဘူးတငယ်ချင်းတရေ6တယ်ဆိုလားပေးဆိုလားငါနေရည်လည်းမမှတ်မိတော့ပါဘူးဟဲ့မှတ်မိပဲနဲ့ဘလို့သွားမှာတော့ငါကောင်းပါရဲ့နေဥဘေးလေးမောင်းတာဒီတိုင်းပဲရှောက်မောင်းတာရှောက်မမောင်းနဲ့လေခေါင်းလုံးကားတွေတိုက်ပြီးတေးကုန်ပါအေးငါလည်းဘေးသွားလေသွားမလဲငါလည်းမသိဘူးရှောက်ပတ်ကြည့်လိုက်မယ်လေဒီထဲဝင်ရမှာငါနေ့စီတော့မှတ်မိတာပဲအေးနော်ဒီမှတ်မိလို့ရှိရင်တော့ငါပါးရီပဲချမှာအေးပါဟဲ့မှတ်မိပါတယ်ဟုတ်တယ်ဒီလဲဟုတ်လို့လားဟုတ်တယ်ဒီနေရာတရေတော်6တာအေးပါဟဲ့ရိုက်ကူးရေးပါလာရမလားဟဲ့ကောက်အပြင်မှာပဲထားဟဲ့အမလီငါတော့နည်းနည်းကြောက်လာကျင်းသိမ်းနေအောင်ထားနေဒီနားမှာပဲထားတော့ကောင်းအေးကားပါကင်ရပါမလားဒီမှာဒီလမ်းဘယ်သူမှမလာရေးကြဘူးငါတို့ပဲလာရေးတာဆိုတော့သူဘယ်သူမှတော့မလာတော့ပါဘူးနော်အေးမလာတော့ဘူးဒီမှာပဲထားခဲ့လိုက်တော့လာတော့မယ်ဟဲ့လာလေးကောင်းမရဲ့အေးအဲ့ကိုယူရမှာလားအေးယူရမယ်လေလက်ကင်မရာထောက်ကုန်တငယ်ချင်းအေးလာတော့မယ်ဟဲ့ငါတို့နည်းနည်းတော့ငါတို့ကကြောက်တယ်နော်အေးပါတငယ်ချင်းရတယ်အမလေးကြောက်စရာကြီးငါတို့ဖမ်းများကြိုက်ပြီးတော့စားမလားမသိမစားလိုက်ပါဘူးဟဲ့နင်ကလေကင်မရာထက်အေး sorry အားလုံးပဲမြင်ကြလားပါကျမတို့အခုတရက်အရန်6ပါတယ်ဆိုရင်နေရာရောက်နေရဖြစ်ပါတယ်ကျမတငယ်ချင်းနဲ့ပါကျမတငယ်ချင်းဝန်းနယ်လီကျော်နဲ့ပါဟုတ်ကဲ့အခုတော့သွားရှိနေပါတယ်မြင်ရလားဟဲ့နင်နောက်ကလိုက်ခဲ့လိုက်တော့အေးပြီးဒီမှာပေါ့နော်အခုကတော့ဟဲ့ငါအိတ်ကောဒီကောင်းမှာထားခဲ့ရမဟုတ်လားအေးဟုတ်တာပဲအခုတော့တရက်အရန်6ပါတယ်ဆိုရင်နေရာတော့ကျမတို့ရောက်ရှိလာပါဖြစ်ပါတယ်ဟဲ့ငါကြောက်တယ်နော်ဟဲ့ကောင်းမှာဘယ်လိုဖြစ်အခုတော့ကင်မရာတော့မှတ်တမ်းထားရပေါ့နော်ကျမတို့တော့မကြောက်တတ်တဲ့အတွက်ကြောင့်မလို့မကြောက်ဘူးပေါ့နော်အားကြောင့်ကျမတို့အင်္ဂလိပ်ဆင့်တူတာဝတ်တာခဲ့ပေါ့နော်သူရဲ့ပေါ့နော်အပြာရောက်ဆိုရင်တိတ်မုန်းတာလေကျမတို့အပြာမဝဲခဲ့ဘူးပေါ့နော်အခုသူ့တော့မမြင်သေးပါဘူးကျမတို့ဟေးနေတော့မချောက်နေဘူးနော်အေးပါအခုတော့ကျမတို့သွားရှိနေရဖြစ်ပါတယ်ဒီမှာတခြားလေးကြည့်ပြီပေါ့နော်တရားမှကိုမလာသေးပါဘူးတရေကိုအရန်6ပါတယ်ဆိုရဲတရေဗမာလေးထက်ကဲဆိုကျမတို့ကလုံးဝမကြောက်တတ်တဲ့အတွက်ကြောင့်မလို့လုံးဝမကြောက်တတ်ဘူးပေါ့နော်အခုချိန်ကြီးတော့အရိပ်ကိုမပြသေးပါဘူးဟိုမှာဝင်ပေါက်တစ်ခုဟိုမှာထွက်ပေါက်တစ်ခုတွေဟဲ့တရေအရိပ်ထောင်ပြလေငါညို့တော့မကြောက်တော့ဘူးနော်ငါလာမချောက်နဲ့ဟ
hey ka di huma tha ye da no aku video လေးကဒီလောက်ပါပဲအခုဒီမှာပေါ့နော်လုံးဝတရေကိုမမြင်သိလုံးဝမမြင်ဘူးမတွေ့သေးရပါတော့ Oh my god ဟဲ့ငါကြောက်တယ်နော်ဘယ်လိုဖြစ်နေလဲကင်မရာဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့ကလုံးဝမကြောက်ရှိရတဲ့ကြောင့်မလို့အခုချိန်ကြီးရောရှက်သွားနေတော့မှာပဲသူကတော့အခုချိန်ကြီးအရေးလုံးဝမပြသေးဘူးပေါ့နော်တိတ်ချကြည့်ပေါ့နော်ကျမဘေးပတ်လေပြမယ်ပေါ့နော်လုံးဝမတွေ့သေးပါဘူးအဲ့တော့ကျမတို့တိတ်ချလေးတော့မှဖြစ်ပါတယ်ဟဲ့ဒီကားပါကင်တွေပါပြောင်းနေအောင်မယ်နော်ဒီပါငါကြည့်အခုကကျမတို့ရတန်းနေရပေါ့တိတ်ချတော့ရိုက်နေပါတယ်အခုပေါ့နော်ဒီလမ်းကိုပိတ်ဆို့ထားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတာတော့သိပါဘူးပေါ့နော်ခြေရွကတော့ဝင်လို့မရဘူးလို့တော့သူကပြောထားတယ်ဝင်လို့မရဘူးဆိုတော့မဝင်ဘူးပေါ့နော်အဲ့တော့အခုချိန်ကြီးတရေအရေးမပြသေးပါဘူးရဲတဲ့ပဲသွားမယ်နော်ဒီတော့ကတော့ရပါပြီနော်တာဘယ်လိုသွားကြမလဲအေးသွားမယ်လားငါတော်တော်ကြောက်နေအေးပါငါတို့သွားကြမယ်နော်အေးခါလေးတော်တော်ကြောက်နေရတကယ်ချင်းအေးပါဒီဘက်လည်းမလွတ်လပ်ရေးလုံးလာလားမသိငါလေးတချင်းတွေပါစိုးမယ်ကားမောင်းနေဂျင်းနီဖာယိုဟီမီနီမာညိုနမပဲချင်းနေနေမဟဲ့နေတန်ရဆိုးတာဟဲ့နေကုကနယ်လေးရှင်းလားလို့ပြောရတယ်ဟဲ့လေမကောင်းတော့မကောင်းပြောဟဲ့ဒီနေ့လေငါအိမ်မပြန်ကြုံလို့နေအိမ်မှာငါညအိမ်ခုပြုတ်ပါလားအေးပါဟဲ့အဲ့ဒါငါအခုတ်တူကြောင်တယ်လို့မျိုးလာပြောနေရမလားမရမလားငါမေးကြည့်တာပါဟင်ရတယ်นี่ကားပါကင်ပါတယ်ဒီမှာပဲထည့်လိုက်တော့မယ်ဒီမီကိုလည်းနေဖုန်းဆက်ပြီးတော့ပြောလိုက်အောင်နော်နောက်ဆိုနေငါနေမင်းကအော်နေအောင်မယ်အေးပါစိတ်ချတကယ်တင်လားသွားမယ်ဟဲ့ငါတို့အိတ်တော်ကားပေါ်မှာလေးနေရတကယ်ပဲသိလားလက်အောင်လိုက်လို့နေဝါလေးမမီလာစမ်းပါဟဲ့နေရရှောက်ရှင်းတာနေပါလေအဲ့ဒီနဲ့ထဲနေအစ်စ်ဝယ်ထားလားအေးလေဒီနဲ့ဟာတူဝယ်ထားမိတ်ကုန်လားဒီဟတ်တာဆိုင်နေဝါလေဒီလားဟင်းခဏမှလွယ်တထားလာအောင်တိတ်အေးပြီးတော့ဆက်ထားပါတော့မောလာပြီငါ breakfast ပြင်လာမယ်နေရောဆောင်းပါငါမှဖုန်းလေးပဲထိုင်ကြည့်လိုက်မယ်လေကြည့်ပို့လားအေးငါလည်းမောရခဏနေရောအေးထိုင်လေးနေလေအေးထိုင်မထိုင်နော်ငါဟင်းချက်လာမယ်လေဒီမလိုက်ရရင်ပုံကြည့်လိုက်တော့လေအေးပြီးတော့ပုံကြည့်အောင်နော်အေးငါဟင်းချက်လာအောင်မယ်အေးပြီးတော့ချက်ဟာမောလိုက်တာအော်ငယ်ချင်းအေးနေလေဟိုပါလေဗီဒီယိုရိုက်တဲ့ဥစ္စာကိုလေငါတို့ကတရေပုံသွားပြီးတော့လေအဲ့ဒါကိုနေရိုက်ပြီးတော့ပြန်တင်လိုက်မှာတင်မှုမိအေးပြီးတော့တင်လိုက်မယ်အေးစားလေအေးစားမယ်ဟဲ့ဒီစားဝတ်တာရန်စားလို့ကောင်းတာအေးကျေးဇူးပဲအေးပါလက်မူနေကြရင်ငါတို့ပြီးသွားချက်ရှိတယ်အေးမှတ်သွားတယ်မသိအိမ်မှာအေးနန်းနာလေးပဲနေလိုက်တော့အေးလေးပဲနေလိုက်တော့နော်တကယ်ချင်းနော်ငါကြောက်လာပြီနေတော့ဟဲ့ဒီရတယ်ဘလော့ကာလောက်နေပြီးတော့ကြောက်တာပေါ့ဟဲ့အေးပြီးနေမကုန်လားကုန်ပြီတော့လားအမြင်လားဟဲ့မကုန်သေးဘူးလားကုန်ပြီညမစိလာနော်ရေးစီလာညနေငါတို့တော့ဗာလဲအပြေးလေးချက်မှာငါတို့ဟိုဘက်ဒီပဲလေအေးပြေးမယ်ငါအားစကားအင်းကြီးကိုလာမနေခဏဆောင်နော်အေးပြီးတော့
ပါမယ်အေးတီးချမယ်အေးမယ်ဒီဘက်ဟိုဘက်ပဲနော်ဟုတ်လားဆယ်နိုင်မောလိုက်တာဟဲ့မမောပါဝဲမောတာဘာမှမမောဘူးလေအဲ့လိုပြင်းပြင်းနဲ့ပဲညနေကိုရောက်ရှိသွားတယ်ကွယ်ဟဲ့မောလာပြီခါတော့နားပါလားမနာဘူးငါတို့ဝိတ်ချောင်းလောက်မယ်ငါတို့ပြောလို့ရှိရင်ပါလိရှိတယ်လားအမလေးတယ်လားဝိတ်တက်တက်အောင်မယ်ငါတို့စားတာအခုနလေဒီဘာမှလည်းငါမနေ့တည်းအခုနဆန်းဝတ်ရှိစားလာလေဟဲ့ငါအဲ့တခုပဲစားရတယ်မနေ့တည်းအခုနနေဘသူကစက်ပေါင်လေးဆွဲထားတယ်ပြောအဲ့ဒါတော့အဲ့ဒါပေါ့ဟဲ့အဲ့စက်ပေါင်မှာအစီလေးပေါင်နေအခုငါတို့ကြည့်ပါအောင်ငါတို့ဝိတ်တောင်ဘယ်လောက်ကြာသွားလဲဆိုနေမမြင်ဘူးလားဟဲ့ဒါပဲညနေရောက်နေပြီငါညမိုးချုပ်ထိဟဲ့ကြောပါပြီတကယ်ချင်းမရဘူးဟဲ့နေရလေဟဲ့ပေးတော့ဘူးလားဟုတ်ထက်ကြီးသွားမယ်လေကားတွေတိုက်သေးကောင်းမယ်မသေးပါဘူးဟဲ့ဒါပြင်းနေကြပဲအဲ့ဒါဆိုပုံမှန်နောက်ဖြစ်နေဘာမှမောစရာမလိုဟဲ့နင်တယောက်တည်းမမောတာပါဟဲ့ဘာလို့မောရမှာလဲဒီလောက်မိုက်တယ်ဆိုဘယ်ဝိုက်လဲအေးငါနာမှာငါမောလို့ဟိုနေနေဝဲအေးနော်ညနေလည်းရောက်လာပြီငါတို့အိမ်မြင်ကြမှာအေးအဲ့ဒါကိုပြောနီးရလေကြည့်ပြီပါဟဲ့ငါတိပါပတ်စံပါလာလားမပါလာဘူးကပုံမှန်အဲ့ကြောင့်ငါလောက်ခိုင်းတာလေဒီခိုင်းအဲ့လိုလည်းမဆန်းဝစ်ထားဘူးငါသိတယ်လေစားဖို့ဆိုတာပြီပါဟဲ့တိလည်းပြီးရောပါငါ့ကိုငါ့ကိုပဲအော်တယ်ဒီကောင်မကြီးနေမအော်လို့ငါဘသူအော်မှာလဲပြောကြည့်မေးပြီးတော့အမေနဲ့ဗီဒီယိုကိုအချက်မပြောနေလားမစားနဲ့တော့ခုရေးတောက်ပြီးတော့ပဲနေအိတ်လားရေးတော့မတောက်နဲ့ကြားလားအေးပါဟဲ့အေးပါမောလိုက်တာနေနဲ့အင်ကြီးလဲလားအိတ်တော့ဟဲ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကြည့်ဖို့ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ